1383ခုနှစ်ပြာသူလာပြီးကျော်6ရက်2022ခုနှစ်ဇန်နဝါရီလ22ရက်စနေနေ့၌အွန်လိုင်းမှာဟောကြားအပ်သောတရားဒေသနာတော်အမ္ဘပါဠိထေရီမ၏ပါရမီဘဝနှင့်နောက်ဆုံးနေ့ရက်များအမ္ဘပါဠိဆိုတာဓမ္မထင်ရှားတဲ့ရုပ်ဆင်းလှပပြီးတော့အဆိုအကကျွမ်းကျင်လိမ္မာတဲ့ဝေသာလိကနာမည်ကြီးအမျိုးသမီးတူပဲသူ့ဘဝဇာလောင်းကလည်းအဝဒမှတ်သားစရာကောင်းတယ်အိန္ဒိယနိုင်ငံမှာအမ္ဘပါဠိဆိုတဲ့ဝတ္ထုထုတ်ဖူးတယ်လို့ထင်တယ်သေသေးချာချာတော့မမိဘူးရာဟုလတန်ခိစီဆိုတဲ့စာရေးဆရာပဲရေးသလားမသိဘူးအမ္ဘပါဠိဗမာပြည်မှာဘာသာပြန်တာလဲတွေ့ဘူးတယ်ပေါ့စိတ်ဝင်စားမဖတ်ဘူးတော့နာမည်တွေတော့မမှတ်မိဘူးအဲ့ဒီအမ္ဘပါဠိဆိုတာနာမည်ကြီးပဲဗုဒ္ဓဆိုတဲ့ရှုရှင်ရိုက်တဲ့ထဲမှာလည်းပဲအမ္ဘပါဠိအကြောင်းပါတယ်ပေါ့ထင်ရှားတာပြောရမယ်ဆိုရင်အဲ့ဒီအမ္ဘပါဠိဟာဝေသာလိပြည်မှာအလွန်နာမည်ကြီးတဲ့အမ္ဘပါဠိနောက်ဆုံးမှာဘိက္ခုနီဘဝနဲ့ပြိဋိဘံပြုသွားတယ်အဲ့ဒီစာကြောင်းကိုဒီနေ့မှတ်သားကြရအောင်သူကိုယ်တိုင်ပြန်ပြောပြတဲ့အမ္ဘပါဠိထေရီအပဒါနကျမ်းမှာလာတဲ့အပြင်ပိဋကစာပေမှာအမ္ဘပါဠိအကြောင်းနဲ့ပတ်သက်ပြီးတော့ရေးသားထားတာလေးတွေဖြည့်ဆွက်ပြီးတော့အကျဉ်းချုပ်ဟောမှာဖြစ်ပါတယ်သူဘဝသူစပြီးတော့ပြောတာတော့ယောရန္တိဖုတိတဝေလောဖုတ်သောနာမမဟာမုနိဝိပဿနာမြတ်စွာဘုရားမပွင့်ခင်ဝိပဿနာမြတ်စွာဘုရားရဲ့ရှေ့ကပွင့်တဲ့ဘုရားဖုတ်တဘုရားရှင်လို့ခေါ်တယ်နော်အဲ့ဒီဖုတ်တအမည်ရှိတဲ့ဘုရားသခင်ကိုရောမြတ်ရဲ့လက်ထက်တော်မှာသူ့ပါရမီဘဝကိုစတင်ခဲ့တာဖြစ်တယ်ဝိပဿနာမြတ်စွာဘုရားတို့က60ကဘာအဲ့60ကဘာထဲမှာဖုဒ္ဓမြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့အချိန်မှာသူလူလာဖြစ်တယ်အဲ့လူဖြစ်ုံနဲ့မကဘူးသူကတတ္တဟံပခိနီအာသိန်အစာရင်ခတ္တိရေကုလေမိမြုပ်မင်းနွယ်မှာမွေးဖွားပြီးတော့ဖုဒ္ဓဘုရားရှင်ရဲ့နှမတော်ဖြစ်ခဲ့တာသူပါရမီစဘဝကအဗ္ဗဓမ္မကြီးကျယ်မြင့်မြတ်တယ်လို့ပြောမှာဖုဒ္ဓဘုရားရှင်ရဲ့နှမတော်ဖြစ်ခဲ့တယ်တတ္တဓမ္မံသူနေတဝဟံဝိပဿနေနစေတတ္တာဖုဒ္ဓဘုရားရှင်ရဲ့တရားဓမ္မတွေကိုကြားနာပြီးတော့တရားတရားတွေဖြစ်လို့အလွန်ကြီးညိုသရာပွားတဲ့အနေနဲ့မဟာဒါနံတတိတဝနာပဋ္ဌယေရူပတံပရာအဲ့ဒီမှာကြီးညိုသရာဖြစ်ပြီးတဲ့အခါအလူဒါနအကြီးကျယ်လှူဒန်းပြီးတော့သူဆုတောင်းတာဘာလို့ဆိုပဋ္ဌယေရူပတံပရာရုပ်အစင်းရဲ့ပြည့်စုံမှုကိုဆုတောင်းခဲ့တာဒါကြောင့်ကုသိုလ်ကောင်းမှုလုပ်ပြီးဆုတောင်းတာအသိအရေးကြီးတယ်ပေါ့နော်ဆုတောင်းတာအရေးကြီးတယ်ဒါမို့လို့ဒီကနေ့ခေတ်မှာတော့ဣရမေပုံညာနိဗ္ဗာနတပစ္စယောဟောတုဆိုပြီးနိဗ္ဗာန်ပဲဘုန်းကြီးတွေကချပေးကြတာလိုက်ဆိုကြတယ်ဆူတော်မှားသွားလို့ရှိရင်လည်းဒုက္ခရောက်တတ်တာပေါ့နော်ဩမာရန္တိတို့ဆိုဆူတော်မှားလိုက်လို့သူများကိုဒုက္ခပေးတယ်ဆူတော်ခေမကတထေသာတို့ဆိုလည်းသူများကိုဒုက္ခပေးတယ်ဆူတော်မျိုးတွေ
အခုလဲအမပါဠိကဘာဆုတောင်းလို့ဖះနမတော်ဖြစ်ပြီးတော့နိဗ္ဗာန်ဆုမတောင်းဘူးသူကဘာဆုတောင်းလို့ဆိုမဟာဒါနတရိတဝနာပဋ္ဌယေရူပတံပရာအလှကြီးပေးပြီးတော့သူဆုတောင်းလိုက်တာဟာရုပ်ဆင်းလှပပြည့်စုံမှုတင့်တယ်မှုကိုဆုတောင်းတယ်အဲ့ဒါကတလောက်အပြစ်မဟုတ်သေးဘူးပေါ့နော်နောက်တစ်ခါအဲ့လိုဆုတောင်းပြီးတော့ဒါဘဝတစ်ခုပေါ့ဘဝတစ်ခုဆုတောင်းပြီးတော့ဘုရားဖေရလက်ထက်မှာသူပါရမီဘဝစပြီးတော့ဒီလိုပဲဆုတောင်းခဲ့တယ်အဲ့ဒါနဲ့30တဲ့ကဘာဒီကဘာနဲ့နောက်ပြန်ရေရောက်တော့30တဲ့ကဘာမြောက်တိခိဆိုတဲ့မြတ်စွာဘုရားပွင့်တယ်အဲ့ဒါလည်းသူအမှတ်တရပြန်ပြောပြတယ်ဧကတိန်တိဣတောကပ္ပိဒီကနေ့ကဘာကနေပြန်ကြည့်လိုက်လို့ရှိရင်30တဲ့ကဘာမြောက်မှာတိခိဆိုတဲ့မြတ်စွာဘုရားပွင့်တော်မူတယ်တဲ့ဝိပတ္တိတိခိဝိတ္တဘူတိခိဝိတ္တဘူဒီနှစ်စုကတက္ကဝမှာပဲ့နေကဝါတူပွင့်နေဟာဖြစ်တိတ်တဖယားနဲ့ဖုဒ္ဒတို့ဝိတ္တဘူဝိပတ္တိတို့ကကဘာတစ်ခုမှာပွင့်နေသဘောရှိအဲ့တော့30ကဘာမြောက်မှာတိခိဖယားပွင့်တဲ့အခါဥပ္ပန္နောလောကပိစ္ဆောတောတိလောကတရဏောစီနောဖယားရဲ့ဂုဏ်ကျေးဇူးကိုသူထည့်ပြောတာတော့လောကပိစ္ဆောတာလောကရဲ့မိရှုတဆိုင်ကြီးဖြစ်တယ်လောကကိုအလင်းပေးတယ်လို့ဆိုလို့တယ်ဓမ္မအသိဉာဏ်တွေကိုပေးတယ်တိလောကတရဏောလောကသုံးပါးရဲ့ကိုယ်ဝေယဖြစ်တယ်မြတ်စွာဘုရားတိလောကတရဏသုံးလောကရဲ့ကိုယ်ဝေယမြတ်စွာဘုရားဟာ30တဲ့ကဘာမှာပွင့်တော်မူခဲ့တယ်လို့ပြောတယ်အဲ့ဒါနဲ့ပတ်သက်ပြီးဗမာသမိုင်းမှာမှတ်စရာလေးတစ်ခုတတိယလို့ပြောပြဒီလောကမင်္ဂလာဆိုတဲ့စကားလုံးရှိတယ်ဒီမှာတိလောကတရဏသုံးလောကရဲ့ကိုယ်ွယ်ရာသုံးလောကဆိုတာနော်လောကသုံးပါးဆိုတာကာမလောကရူပလောကအရူပလောကတတ္တဝါတွေနဲ့ပြောမှဆိုရင်ကာမဘုံရူပဘုံအရူပဘုံပေါ့အဲ့သုံးလောကရဲ့ကိုယ်ွယ်ရာပကံကဖရာတဆူကတိလောကမင်္ဂလာသုံးလောကရဲ့ဒီချမ်းသာဒုက္ခကိုပေးနိုင်တဲ့မင်္ဂလာရှိတဲ့ဖရာလို့ဒီလိုအဓိပ္ပာယ်ဒီလောကမင်္ဂလာဆိုတဲ့ဖွဲ့ပေးထားတဲ့ဖရာကိုနောက်ပိုင်းကျတော့ဘာဖြစ်သွားတော့ဆိုထီလို့မင်းလို့ဆိုဖရာဖြစ်သွားအဂရိခေမှာရေးပကံသွားလို့ရှိရင်တွေ့လိမ့်မယ်ထီလို့မင်းလို့ဖရာဆိုထီလို့မင်းလို့ကဘလို့ဖြစ်သွားဆိုတော့သမိုင်းကြောင့်တော့ပြောတယ်ဘယ်သူကိုထီနန်းလွှဲအားရမလဲလို့ဆိုတဲ့အခါထီပြူကိုလက်ကောင်းချပြီးတော့ဘုရင်ကြီးကလည်းပဲထီနန်းလွှဲခြင်းနဲ့နှုတ်နှစ်ယောက်ထမရဲ့တေချာတော့မှတ်မိတော့ဘူးသမိုင်းကအဲ့ဒီဘုရင်ကသူနှစ်သက်တဲ့မင်းသားတူကိုလွှဲဖို့ရလုပ်တဲ့အခါကျတော့ခုနကဘုရင်ကလည်းလူလာတယ်ထီငိုက်တဲ့သူ့ဘက်ကိုထီရိမ့်လို့ရှိရင်အဲ့ဒီရိမ့်တဲ့ပုဂ္ဂိုလ်ကိုလွှဲမယ်ဆိုပြီးတော့လုပ်ပုံရအဲ့ဒါကြောင့်ထီကလည်းလူလာတယ်မင်းကလည်းလူလာတယ်ဆိုတဲ့ပုံစံထီလို့မင်းလို့ဖြစ်တော့အဲ့ဒီသမိုင်းကလည်းပဲပကံသမိုင်းတွေထဲမှာရှိနေပြန်တယ်အဲ့ဒါနဲ့တွဲပြီးတော့ထီလို့မင်းလို့ဖျားဆိုပြီးတော့ခေါ်ကြတာတကယ်ကတော့အစစ်မှန်ကအဲ့လိုမဟုတ်ဘူးဖျားရဲ့ဘွဲတော်ကတိလောကမင်္ဂလာတိလောကမင်္ဂလာကိုရေးတဲ့အခါကျတော့တိလောမင်လောဖြစ်သွားတယ်ကားကပျောက်ပြီးတော့တိလောမင်လော
တီလောမင်းလောကနေနောက်ကျတော့ထိလို့မင်းလို့ထီအောင်ပြောင်းသွားတယ်အဲ့ဒါလို့နောက်ပိုင်းမှာပညာရှင်တွေကဆိုကြတယ်ပေါ့ဒါသဘာဝကြတယ်ပေါ့နော်တီလောကမင်္ဂလာဆိုတဲ့ပွဲတော်ကိုဖတ်ရင်ကနေပြီးတော့တီလောကမင်္ဂလာမဟုတ်ဘဲနဲ့ထိလို့မင်းလို့ဖြစ်ပြီးတော့ဒီနန်းတက်တဲ့ဘုရင်ကိုလည်းပဲထိကလည်းလိုလားတယ်သူ့အရင်ဘုရင်ကြီးကလည်းလိုလားတယ်ထိလို့မင်းလို့ဆိုပြီးတော့အဲ့လိုတွေသမိုင်းဖြစ်သွားတယ်ပေါ့နော်သမိုင်းဖြစ်သွားဒါမျိုးကမရှိဘူးမဟုတ်ရှိတယ်စာဖတ်တာကနေပြီးတော့သမိုင်းကြောင်းတွေကပြောင်းလဲသွားတာတွေရှိတတ်တယ်ပေါ့သမိုင်းကြောင်းပြောင်းတာတော့မဟုတ်ဘူးပေါ့လူတွေရဲ့အသိထဲမှာပြောင်းသွားတာထိလို့မင်းလို့ဆိုဖြစ်သွားတယ်တကယ်ကတော့တိလောကမင်္ဂလာလို့ဆိုလို့တယ်ပေါ့အလားတူပဲစကိုင်းမှာအင်ဝခေမှာမိုးညင်းဘရင်မိုးညင်းမင်းလမ်းတက်တဲ့အချိန်မှာအဘယခာမဏိရာဇသင်္ကြံရန်လူကျွဲဆိုတဲ့ညီနောင်3ယောက်ရှိတယ်ညီနောင်3ယောက်လုံးဟာတကယ်သူရဲ့ကောင်းနေကျွဲအဘယခာမဏိကအကိုအကြီးဆုံးအလကရာဇသင်္ကြံအငယ်ကဆုံးကရန်လူကျွဲလို့ရေးတယ်တခြားနာမည်တော့မတွေ့ဘူးသမိုင်းမှာအဲ့လိုရေးတယ်အဲ့ဒီသူတို့3ယောက်ဟာဘလောက်သူရတတ္တိကောင်းတယ်လဲလို့ဆိုရင်တတ္တိကောင်းဆုံးကတော့ရန်လူကျွဲဆိုတဲ့ညီငယ်ကတတ္တိကောင်းဆုံးပဲတဲ့ပခန်းကြီးကိုသွားပြီးတော့တိုက်တဲ့အခါမှာမြို့ပြင်ကျုံထိပ်ကနေပြီးတော့မြို့ကိုဝန်းရံထားပြီးတော့ကျုံထိပ်မှာထမင်းပွဲမှာညီနောင်3ယောက်လက်ဆုံကြပြီးတော့စားတယ်အဲ့ဒီချိန်မှာမြို့တွေကနေပြီးတော့လှမ်းနဲ့လှမ်းပြီးတော့ပြစ်လိုက်တာသူတို့ထမင်းပွဲလဲလာပြီးတော့လှမ်းဆိုင်သွားတယ်။အော်မြို့တွေကလှမ်းပြစ်လိုက်တဲ့လှမ်းကအဲ့လိုလှမ်းပြစ်လိုက်တဲ့လှမ်းကဒုံးဆိုထမင်းပွဲကိုလာဆိုင်တဲ့အခါအကူကြီးဖြစ်တဲ့ဘုရားကာမဏိကထပြေးတော့မလို့ဟန်ပြက်သွားတယ်ပေါ့လေလမ်းဆိုင်တာကြောက်လန့်ပြီးတော့ထပြေးပြီးတော့မလို့ဟန်ပြက်သွားတယ်ရာဇသင်္ကြံကတော့လက်ကိုဖြတ်ခနဲ့ယုတ်လိုက်တယ်ရှံလူကျွဲကတော့ထမင်းသားမပြတ်ဘူးတဲ့အဲ့တော့ဘသူတတ္တိကောင်းဆုံးလို့ဆိုညီငို့ညီအငယ်ဆုံးကတတ္တိကောင်းတယ်ပေါ့လှန်ကြီးလာဆိုင်တာတော့ဂရုမစိုက်ဘူးသူထမင်းစားမြဲစားတယ်တဲ့အဲ့သူတို့အကြောင်းကအဲ့လိုတူစီလေးတွေသမိုင်းမှာပါတယ်ပေါ့အဲ့ဒီထဲမှာရာဇသင်္ကြံဆိုတဲ့ပုဂ္ဂိုလ်ကတိုက်ပွဲပေါင်း30ကျော်အောင်မြင်ခဲ့တယ်တိုက်ပွဲအောင်နိုင်သူတို့ညီကိုတွေကိုဘုရင်ကဆုချတယ်အဲ့ဒီမှာရာဇသင်္ကြံကတိုက်ပွဲပေါင်း30ကျော်အောင်တော့ဘုရင်ကဆုချတဲ့အခါရွှေဘုံငွေဘုံပုံထားပြီးတော့မင်းလည်းနဲ့ဆန်းသမျှကျုံအိတ်နဲ့တော့မကျုံအောင်လက်ခုပ်နဲ့ဆန်းသမျှယူဆိုပြီးတော့ရွှေဘုံငွေဘုံတွေကနေပြီးတော့ဆုချတာအဲ့ဒါသူ့လက်ဆန်းတဲ့လောက်ကိုပေးတယ်အဲ့တော့အဲ့ဒီဆုရတဲ့ငွေတွေနဲ့သူကစကိုင်းမဲ့လာပြီးတော့မဟိယင်္ဂနာဆိုဖျားကိုတဲတာခဏလေးရှိတယ်အဲ့ဒါစကိုင်းတောင်နဲ့ကပ်ရဲ့တောင်ကိုမင်းဝန်တောင်လို့ခေါ်တယ်အဲ့မင်းဝန်တောင်မှာမဟိယင်္ဂနာဖျားတဲထားတာအဲ့ဒီမဟိယင်္ဂနာတရားဖျားကိုနောက်ပိုင်းကလူတွေကမရှိရင်ခဏကနေမရှိခဏဖြစ်သွားတယ်ခုနော်ခုနကတိလောကမင်္ဂလာကထိလူမင်းလူဖြစ်သွားသလိုမရှိရင်ခဏမဟိယင်ခဏကနေမဟိယင်ခဏကနေမဟိယင်ခဏကနေပြီးတော့မရှိခဏဖြစ်သွားဒီကတ်တဲ့အတန်ပြောင်းလဲမှုတွေကြောင့်မို့လို့ဖျားပွဲတော်တွေပြောင်းသွားတယ်တကယ်ကတော့မဟိယင်ကနာဆိုတဲ့စကားလုံးကအစစ်မှန်ပဲသမိုင်းထဲမှာလည်းမဟိယင်ကနာလို့ပဲရေးတယ်ဒါပေမဲ့နောက်ပိုင်းအရက်မှာမရှိခဏနဲ့ခေါ်ပြီးတော့ဒီနာမည်ကိုဆက်ပြီးတော့သုံးနေကြတယ်ဘာလို့လဲဆိုတော့သူတို့က
ခုခေတ်လူတွေကဒီတုတိကောင်းတယ်ဆိုတဲ့ပုံမှာဆွဲလန်းတယ်လေမရှိရင်ခဏပဲရှိလာမယ်ဆိုတဲ့အတိပ္ပယ်တွေးပြီးတော့မရှိရင်ခဏမရှိခဏဆိုတဲ့နာမည်ကိုကြိုက်နေကြစကိုင်းကလူတွေကတော့လောက်ကြီးမကြိုက်ဘူးဘာလို့မရှိခဏသုတ်တန်ဆိုတာရှိတာသုတ်တန်နဲ့တွဲလိုက်တော့ဒုက္ခရောက်သွားမကြိုက်ကြအဲ့တော့မရှိခဏဆိုတဲ့နာမည်ကဗဟိယငနာကနေပြောင်းလဲလာတဲ့နာမည်အဲ့ဒီမှာသမိုင်းကြောင်းထဲမှာသိသိချာချာရှိတယ်ဘသူတည်တယ်ဆိုတာလည်းပါတယ်အဲ့တော့မရှိခဏလို့နာမည်ပြောင်းယုံနေမကဘူးဖရာတကာပါပြောင်းသွားတယ်ဘာပြောင်းသွားတော့ဆိုဖရာတကာကရာဇသညအမတ်ကြီးတည်တာဒါကသမိုင်းကြောင်းမှာရှိတယ်သို့တော့အရက်သေးကြတော့ဘလို့ဖြစ်သွားတော့ဆိုမရှိတာခဏပဲငတက်ပြားနဲ့ပေါင်းလိုက်တယ်ငတက်ပြားကပဇံကုံသွားခိုးလိုက်ဖျားတယ်လိုက်ခိုးလိုက်ဖျားတယ်လိုက်ဆိုပြီးတော့ငတက်ပြားဖျားဖြစ်နေတယ်နောက်ပိုင်းတော့ဘာသမိုင်းကြောင်းတွေကလည်းရောင်းနေပြောင်းပြန်နေဖြစ်ကုန်တာတွေအများကြီးရှိတယ်နော်မှတ်လွဲကုန်တာတွေဒါကတော့ငတက်ပြားဆိုတာကတုတ်ခွန်သွင်းအဝတိဆိုတုတ်ခွန်သွင်းအဝတိဆို926ညမတက္ကရီ926တုတ်ခွန်သွင်းအဲ့ဒီပထမဆုံးဘုရင်ကသရိုးမင်းများငတက်ပြားကအဲ့ဒီသရိုးမင်းများလက်ထက်မှာအခုဖျားတဲ့တာကအဝမင်းဟိုတဲ့မိုးညင်းမင်းလက်ထက်ကြမှာတဲတယ်အဲ့တော့280လောက်กว่าတယ်လို့ပြောတယ်တခြားသိတဲ့လူကတွက်ကြည့်ပေါ့ဒါကတော့ဝါစာကမ္မပြောပြတာမိုးညင်းမင်းလက်ထက်မှာတဲတော့ဒီမဟိယငနာဖျားငတက်ပြားတဲတာမဟုတ်ဘူးဆိုတာထင်ရှားတယ်ပေါ့တခိုးငတက်ပြားတဲတာမဟုတ်ဘူးရာဇသညအမတ်ကြီးတဲတယ်ဝါစကောပရိသတီကာလို့ခေါ်တဲ့ပါဠိစာပေတစ်ခုမှာဒီမဟိယငနာဘုရားရဲ့မြောက်ဖက်စနေတောင်းမှာမဟာဝိစိတဝီဆိုတဲ့ဆရာတော်ကြီးကျောင်းထိုင်တဲ့ကျောင်းတိုက်ရှိတယ်အဲကျောင်းဆရာတော်ကြီးကသူအဲ့ဒီမဟိယငနာဘုရားရဲ့စနေတောင်းမှာနေတဲ့ကျောင်းမှာနေရင်ဒီဝါစကောပရိသတီကာကျမ်းကိုရေးပါတယ်လို့ဒီကုံထဲမှာလည်းပါတယ်ဒါပါဠိထောက်ထားတွေပေါ့နော်အဲ့ဒီလိုသူ့နာမည်မှန်ကန်မဟိယကနဖြစ်ပါလေရဲ့တန်းနဲ့လူတွေကနောက်ပိုင်းကျတော့ဖတ်တဲ့အခါမဟိယကနကနေမရှိဟိကိုရှိနဲ့ဖတ်တယ်အဲ့တော့ရှမ်းမှာလည်းပဲအဲ့ဒီဟိလို့ရေးရှိဆိုတဲ့ပုံစံကြီးနဲ့ရေးတယ်ရှမ်းစာမှာအဲ့ဒီကနေဖတ်ရင်ကမရှိရင်ခဏကနေမရှိခဏဖြစ်သွားတယ်တကယ်ကတော့မဟိယင်ကနရှားပလက်နဲ့ကားငယ်အပေါ်ကင်းစည်းတတ်နဲ့မရှိမဟိယင်ကနဆိုပြည့်ပြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့ဒါလိုပဲခုနလဲထီလူမင်းလို့ဒီလောကမင်္ဂလာထီလူမင်းလို့ဖြစ်တယ်မဟိယင်ကနကမရှိခဏဖြစ်သွားတယ်အဲ့ဒါလေးကအခုဒီမှာတိလောကတရဏောဆိုတဲ့အသုံးလေးနဲ့ပတ်သက်ပြီးဒီလိုပြောင်းလဲသွားတာလေးတွေရှိတဲ့အကြောင်းတတိယလို့ပြောပြတာနော်အဲ့တော့ခုအမ္ပပါဠိအလောင်းကလည်း30နဲ့တက္ကဝထက်မှာတိခိမြတ်စွာဘုရားပွင့်တယ်အဲ့ဒီမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုဖွင့်ဆိုတဲ့အခါမှာလောကပစ္စောတောတိလောကတရဏောစီနောလောကရဲ့မိရှုတိုင်းမိရှုတသောကြီးဖြစ်ပြီးတော့သုံးလောကရဲ့ကိုယ်ွယ်ရဖြစ်တယ်လို့အဲ့ဒီအချိန်မှာတဒါရဏတဒါရုဏပုရိရမေဗျမေညကုလတမောလူဆိုတာတရဝပုရုဇဉ်ဆိုတာမှားသွားတယ်အခုဒီမှာပထမဘုရားဘုရားလက်ထက်တုန်းကတော့သူကတရားနာပြီးတော့သူအစင်းလှပဖို့အတွက်ဆုတောင်းခဲ့တယ်ကုသိုလ်ကောင်းမှုလုပ်ပြီးတော့အခုတိခိမြတ်စွာဘုရားပွင့်တဲ့ခက်မှာသူကအရုဏဆိုတဲ့မြို့တော်မှာပ
ပုံနာမျိုးမှလာပြီးတော့မွေးဖွားတယ်ရမေဗျမေညကုလတံဘဝအဲ့ဒီမှာလူဖြစ်ပြီးတော့အဲ့ဒီလူဖြစ်တဲ့အချိန်မှာဘာမှားသွားတော့ဆိုဝိမု ക്ത စိတ်တံကုပိတဘိက္ခုနေအဖိတာပယေဝိမု ക്ത စိတ်တဆိုတာကိလေသာကလွတ်မြောက်တဲ့စိတ်ရှိတယ်ဆိုတာယဟန္တာမယဟန္တာဖြစ်တဲ့ဘိက္ခုနီမကိုတဲ့စိတ်တူပြီးတော့ကျိန်ဆယ်မိတယ်မကောင်းမှုအကုသိုလ်ဆိုတာအဲ့ဒီမှာဒုက္ခရောက်တတ်တယ်ပေါ့နော်ခုနတုန်းကတော့ရုပ်ဆင်းလာဖို့သူဆူတောင်းတာအဲ့ဒီဆူတောင်းကတော့ပြည့်မှာပဲအခုဒီတစ်ခါကျတော့အကုသိုလ်ဖြစ်သွားပြီဝိမု ക്ത စိတ်တံကုပိတဘိက္ခုနေအပိတမေစိတ်ဆိုးလို့ယဟန္တာမဖြစ်တဲ့ဘိက္ခုနီမကိုကျိန်ဆိုလိုက်တယ်တဲ့ကျိန်ဆဲတယ်ဆိုတာဆဲတာပါပဲเนาะအဘိဓပိန်ကျိန်ဆဲတယ်ကျိန်နဲ့ဆဲတယ်ဘလို့ဆဲတော့ဆိုဝေတိကာဝအနာစာရာဒီကောင်မဟာပြည့်စုံမလို့ပဲအကျင့်မကောင်းဘူးဘိက္ခုနီမကိုသူစိတ်ဆိုးပြီးတော့ဆဲတာเนาะပြည့်စုံမလို့အကျင့်မကောင်းဘူးဝေတိကာဝအနာစာရာစိနသာသနာဒုတိကာဖရာသာသနာတော်ကိုဖြည့်ဆည်းနေတဲ့အကျင့်မကောင်းတဲ့ပြည့်စုံမလို့အကျင့်မကောင်းတဲ့ဟာတွေဆိုပြီးတော့ဆဲတာသူဆဲတဲ့စကားလုံးကလည်းကြောက်စရာကြီးနော်ဝေတိကာဝအနာစာရာစိနသာသနာဒုတိကာစိနသာသနာဒုတိကာဆိုတာဘုရားသာသနာကိုဖျက်ဆီးနေတာဝေတိကာဝအနာစာရာဆိုတာပြည့်စုံမလို့အချက်မကောင်းဘူးဧဝံအကောသေတဝနာတေနပပေနကမ္မုနာအဲ့တော့ဘိက္ခုနီမကိုသူယဟန္တာဖြစ်တဲ့ဘိက္ခုနီမကိုသွားပြီးတော့စိတ်တူပြီးသွားဆဲတယ်အဲ့ဒါသူလုပ်ခဲ့တဲ့အကုသိုလ်ကအဲ့ဒီမှာသွားတယ်အဲ့လိုကျင့်စေတဲ့အကုသိုလ်ကြောင့်ဓာရုဏနိရိယံကန္တဝအတော်ကိုရက်ဆက်ကျမ်းနဲ့ငရဲကိုသူရောက်သွားတယ်တဲ့မဟာဒုက္ခသမပိတာဆင်းရဲဒုက္ခအကြီးကျယ်ခံရတယ်ပေါ့ဒီအကုသိုလ်ကြောင့်မလို့ငရဲရောက်ပြီးတော့ဆင်းရဲဒုက္ခအကြီးကျယ်ခံရတယ်တဲ့အဲ့ဒီကံကုန်လို့လွတ်မြောက်လာတဲ့အခါတတောစုတာမနုဿေတုဥပပန္နတပတ္တိနိငရဲလွတ်လာတဲ့အခါကျတော့လူပြေရောက်လာတယ်ရောက်လာပြီပဲလို့အကုသိုလ်ကျိုးဆက်ကလိုက်လာတယ်ဥပပန္နတပတ္တိနိမွဲတည်ပြီးတော့ဆင်းရဲရဲ့အသက်မွေးရတဲ့ကံမွဲတဲ့ဘဝဆင်းရဲတဲ့ဘဝရောက်လာတယ်သူဖြစ်တော့လဲဆင်းရဲတဲ့ဘဝရောက်တယ်အဲ့တော့ဘဝတန်တရားဆိုတာကြောက်စရာဒါမို့တန်တရားခရီးသွားအမှားမလုပ်မိစေနဲ့တစ်ချက်မှားလိုက်လို့ရှိရင်ဒုက္ခရောက်သွားနိုင်တယ်ပေါ့အဲ့ဒါသတိထားရတယ်ငရဲလွတ်လာတော့အဲ့ဒါလူပြေရောက်ပြန်တော့လည်းပဲဆင်းရဲမွဲတည်တဲ့ဘဝမှာနေရတယ်ဒါရင်လားဆိုတော့အပူစုတွေပါသေးတယ်တသဇာတိသဟတာနိခဏိကတမကာရယေဘဝပေါင်း1000ပြည့်စုံမှဘဝရောက်ရတယ်အဲ့တော့ဘာကြောင့်ရောက်တာတော့ဆိုတော့သူ့ဆူတောင်းတဲ့အညာပဲလေဘုရားဖေလက်ထက်တုန်းကပဋ္ဌိရူပတံပရံရုပ်ဆင်းလှပမှုအတွက်ကုသိုလ်ကောင်းမှုလုပ်ပြီးတော့သူကဆူတောင်းခဲ့တော့ရုပ်ကလေးကချောတယ်နော်ချိန်ဆဲလို့ခုနကသူချိန်ဆဲတာကြောင့်ငရဲကြပြီးငရဲလွတ်တဲ့အခါကံကျွင်းနေအကုသိုလ်ကံတစ်ခုလုပ်တယ်ဆိုရင်သူကအဆင့်2ဆင့်ရှိတယ်ကုသိုလ်လုပ်ရင်လည်းဟောတယ်အဆင့်3ဆင့်ရှိတယ်ပေါ့ကုသိုလ်လုပ်လို့အဆင့်3ဆင့်အကုသိုလ်လုပ်ရင်လည်းအဆင့်3ဆင့်ပဲပထမဒီဘဝမှာအကျိုးပေးတာဒိဋ္ဌဓမ္မဝေရဏိယအဲ့ဒါပထမအဆင့်ဒီလုတ်ပြီးတဲ့ဘဝမှာပဲဒုက္ခရောက်တယ်ဒါကဒိဋ္ဌဓမ္မဝေရဏိယကံတစ်ဆင့်နောက်တတ္တမေဇောလို့ခေါ်တဲ့ဥပပိစ္ဆဝေရဏိယကံဒီဘဝကသိလို့ရှိရင်နောက်ဘဝမှာအကျိုးပေးတာ
အဲ့တော့သူဘိက္ခုနီမကိုချိန်ဆလိုက်တဲ့ဘဝကသိတဲ့အခါကျတော့ငရဲရောက်သွားတာဥပပိစ္ဆဝေရဏိယကံနဲ့ရောက်သွားတာဒုတိယဆင့်ကံနဲ့ရောက်သွားတာအဲ့ဒီကနေပြီးတော့အပရာပရိယဝေရဏိယကံဆိုတာတွေအလဲ90ရှိတယ်အဲ့ဒါတွေကလည်းလိုက်ပြီးဒုက္ခပေးတာပဋိသန္ဓေကျိုးကိုတစ်ခါပေးပြီးပိုးတိကျိုးတွေလိုက်ပြီးတော့အကျိုးပေးပြန်တယ်ပေါ့ဒါကြောင့်မို့သူချိန်ဆတဲ့အတိုင်းပဲဒါကြောင့်မို့လို့အကုသိုလ်တို့ကုသိုလ်အကုသိုလ်တို့ဆိုတာမတန်ကြောက်စရာကောင်းတယ်ကိုပြောတဲ့အရာဒီကိုယ်စီရောက်လာတယ်ပြည့်စုံမတွေလို့ဒီကောင်မပြည့်စုံမတွေလို့အကျင့်ရုပ်တယ်ဆိုတာပြောလိုက်တာသူအဲ့ဒီဘဝရောက်သွားတာပဲသူပြောတဲ့စကားတိုင်းသူ့မှာတော့ဖြစ်တယ်ဒါကံကြမ္မာရဲ့အကျိုးပေးမှုပဲတသဇာတိသဟတတိဘဝပေါင်း1000နဲ့ခဏိကတ္တမကာရီပြည့်စုံမဘဝရောက်တယ်တမ္မာပပနမုတ်စိတ်တံဗုဒ္ဓဝါဒုဋ္ဌဝိတယထာဆိုရတဲ့အစိတ်ကိုစားမိတယ်လို့ဆိုရတဲ့အစိတ်ကိုစားတဲ့ပုဂ္ဂိုလ်ဟာသိခြင်းတရားကမလွတ်နိုင်တယ်လို့ပဲတဲ့အဲ့ဒီအကုသိုလ်ကသူမလွတ်နိုင်ဘူးတဲ့တခါမှားခဲ့တာဘဝပေါင်းများစွာခံရတယ်အဲ့တော့ကုသိုလ်ကောင်းမှုကလည်းတစ်ခါလုပ်ရင်အများကြီးခံစားရတယ်အကုသိုလ်ကလည်းတစ်ခါလုပ်ပြီမဲ့လို့အများကြီးခံစားရတယ်ဘာလို့လို့ဆိုစေရနာဇောတွေကစေရနာဇောတစ်ခုကပဋိသန္ဓေကျိုးပေးနိုင်တာကုသိုလ်ကြတော့ရှင်းပြလို့လွယ်တယ်ဘယ်လိုရှင်းမလို့ကိုယ်ကတရေစိတ်လေးတစ်စိတ်ဆိုင်လိုက်လို့ရှိရင်အဲ့ဒီတရေပင်ကတရေစိတ်ကပေါက်လာတဲ့တရေပင်ကတပင်နဲ့ပေါက်တာဖြစ်ပြီးမဲ့လို့အသီးတွေကြတော့အများကြီးရတယ်ပေါ့တော့ကုသိုလ်ကောင်းမှုကလည်းဒီလိုပဲကိုလှုပ်တာတစ်ခါဆိုပဲအများကြီးရတယ်အဲ့ဒီလိုပဲအလားတူပဲအကုသိုလ်ကကိုလှုပ်လိုက်တာတစ်ခါပဲအစိတ်ပင်ကိုတစ်ခါစိုက်လိုက်လို့ရှင်အဲ့ဒီအစိတ်ပင်ကအစိတ်သီးတွေကတော့နှစ်စင်သီးနေမှာပဲမကောင်းမှုကောင်းသူလှုပ်တဲ့ပုဂ္ဂိုလ်တွေကလည်းအဲ့တိုင်းပဲမကောင်းတဲ့အကျိုးတွေကဆက်ပြီးတော့ခံနေရတယ်စိတ်လေးတစ်ကောင်လဲလီးတမ်းပြီးလို့စိတ်မွေးနဲ့အမျှလဲပြတ်ပြီးတော့သေရတယ်ဆိုတာရှိတယ်လေဒါအကျိန်ပေါင်းမြောင်များစွာလို့ဆိုလိုတာပေါ့စိတ်ပွေးကိုဘယ်သူမှသွားရည်တွက်ထားတာမှမဟုတ်တာစိတ်ဝေးနဲ့အမျှဆိုတာစိတ်ကောင်မှအမွှေးပေါင်းမလို့ရှိတော့ဘယ်သူသွားတွက်လို့ရမလဲနော်ကျိန်ပေါင်းမြောင်များစွာခံရတဲ့ဆိုတဲ့အဓိပ္ပာယ်ပြတာအခုလေတခါတည်းဆေးလိုက်တာငရဲကိုခံရတယ်ငရဲလွတ်လာတဲ့အခါမှာလည်းပဲအကျိုးဆက်အနေနဲ့ပြည့်စုံမှာဘဝဘဝပေါင်း1000ပြည့်စုံမှာရွယ်ဖြစ်တယ်အဲ့ဒီအကုသိုလ်ကသူကဘဝ1000ထီအောင်သူမလွတ်ခဲ့ဘူးတဲ့အစိတ်စားမိတဲ့ပုဂ္ဂိုလ်ဟာအစိတ်ရဲ့တန်ကိုခံရတယ်လို့ပဲသူပြန်ပြောပြတာနော်အဲ့လိုဘဝမှာကျင်နေပြီးတော့ဗြဟ္မစရိယမတ္တိဝိတ္တံကတ္တဗေစိနတာသနေဗရကဘာရောက်လာတဲ့အခါကျတော့ကတ္တဗမြတ်စွာဘုရားပွင့်တယ်အဲ့ဒီကတ္တဗမြတ်စွာဘုရားပွင့်တဲ့အချိန်မှလည်းပဲသူကဘာဖြစ်တော့တေနကမ္မဝိပါကေနအစာယိန်တိတတိပုရိအဲ့တော့သူနတ်ပြည်ရောက်သွားတယ်ကတ္တဗဘုရားပွင့်တဲ့အချိန်မှာတော့သူကနတ်ပြည်ရောက်နေတယ်နောက်ဆုံးသူရဲ့ပါရမီဘဝနောက်ဆုံးအချိန်ရောက်လာတဲ့အခါပစ္စည်းမေဘဝေတံပတ္တိအဟောတိဩပပါတိကအမ္ဘသခန္တရေသာတံအမပါဠိတိတေနဟံနောက်ဆုံးဘဝမှာကျတော့သူကအမေမရှိအဖေမရှိတဲ့ဘဝမျိုးဒီကတော့ဆူတောင်းတော်ရှိကောင်းရှိနိုင်တယ်သူကတရက်ပင်ရဲ့ခွာချားမှာမွေးဖွားလာခဲ့တယ်ဘယ်နည်းနဲ့မွေးဖွားတာတော့ဆိုဩပပတ္တိကဥပပပဋိသန္ဓေအနေနဲ့မွေးဖွားတာတဲ့အဲ့တော့တရဝရီဆိုတာမွေးဖွားဖို့၄မျိုးရှိတာကိုအန္တဇဆိုတဲ့တရဝမျိုးကဥကနေမွေးတာ
ဆလာဘူးဇဆိုတဲ့တရားဝမျိုးကမိခင်ရဲ့သားအိမ်ကမွေးတာတန်တေတဇဆိုတဲ့တရားဝမျိုးကအစိုးဓာတ်ကိုကြည့်ပြီးတော့မွေးအစိုးဓာတ်ကိုမိပြီးတော့မွေးတာဩပပတိကဆိုတဲ့မွေးဖို့မွေးနည်းရတော့ဘွားကနဲ့မိုးပေါ်ကျတယ်လို့ဘွားကနဲ့ပေါ်လာပြီးတော့မွေးတာအဲ့လိုဆိုတယ်နော်အဲ့တော့လူတွေမှာလည်းပဲခဏခေတ်မှာလူတွေမွေးတာတစ်မျိုးတည်းပဲရှိတယ်အများစုကတစ်မျိုးတည်းပဲဘာလို့ဆိုရင်ဆလာဘူးဇလို့မိခင်ရဲ့သားအိမ်ထဲမှာတရေတီးပြီးတော့မွေးကြတာဒါလူတွေရဲ့မွေးတာသို့သောလူတွေကမွေးနည်း၄မျိုးလုံးနဲ့မွေးနိုင်တယ်တဲ့၄မျိုးလုံးနဲ့မွေးတာရှိတယ်တဲ့အန္တဇဆိုတဲ့ဥကမွေးတာရှိတယ်ဆလာဘူးဇသားအိမ်ကမွေးတာဒါအများစုတန်သေးရဇအစိုးရကိုဆွဲပြီးတော့မွေးတာရှိတယ်ဩပပတိကဘွားကနေပေါ်ပြီးမွေးတာရှိတယ်လူကလည်းပဲအဲ့ဒီနီး၄မျိုးနဲ့မွေးနိုင်တယ်များသောအားဖြင့်ကပိုက်ဥကလူတွေဟာဘွားကနေပေါ်လာတဲ့အမေမရှိအမေမပါအဖေမပါကောင်းကင်ဘောကနေကြလာတယ်လို့ဘွားကနေပေါ်လာတဲ့ဥပပပဋိသန္ဓေနဲ့မွေးလာကြတာကပိုက်ဥကလူတွေကအဲ့ဒီကဘာဥကလူတွေမွေးတယ်လို့ပဲဒီအာမပါဠိကလည်းပဲဘွားကနဲ့တေပင်တိခေကြားမှာရောက်လာတယ်လို့ဆိုလို့တယ်သူရဲ့ဒီဘွားဟာတိခေကြားဆိုတော့တစ်ပင်ပေါ်လဲဟုတ်ချမှာဟုတ်မယ်ပေါ့တရေပင်အောက်မှာသူရုတ်တရက်မွေးဖွားလာတယ်ပေါ်လာတဲ့ဟာလည်းဖြစ်နိုင်တယ်ပေါ့တစေရီတရေရီမွေးတယ်လို့နေမှာပေါ့ဘွားကနဲ့ပေါ်လာတယ်တစေသေးကလည်းပဲတချို့ကအမေဖေရှိတယ်သူကအမေဖေမရှိဘဲနဲ့ရုတ်တရက်တရေပင်အောက်မှာမွေးတယ်ပေါ့ဒီမှာတော့အမ္ဘသခန္တရေစာတာဆိုတာတိခက်တည်းရဲ့အကြာဆိုအဘောတိခက်တည်းအုံမိုးနေတဲ့တရေပင်ရိပ်မှာမွေးတာလည်းဖြစ်နိုင်တယ်ပေါ့နော်တရေပင်မှာမွေးတာဖြစ်တယ်မြန်မာပြည်ပကံခေတ်ကဝေလူဝတီဆိုတာကြတော့ဝါကြုံတွေကမွေးတယ်လို့ဆိုတယ်ဝေလူဝတီဆိုတာအဲ့ဇာလန်နဲ့ရှိတယ်အဲ့တော့လူတွေကမွေးဖွားနည်း၄မျိုးလုံးနဲ့မွေးဖွားလို့ရတယ်တဲ့နံပါတ်၁ကဥကမွေးဖွားတဲ့လူသားလည်းရှိတယ်တော့ဒါတော့ရှားတယ်စာပေထဲမှာဥကမွေးတဲ့လူသားဘယ်သူလဲလို့ဆိုကွန်တပ်ပုဒ္ဒဆိုတဲ့ညီနောင်2ယောက်ရှိတယ်အဲ့ဒီညီနောင်2ဦးဟာနောက်ပိုင်းမှာယဟနာဖြစ်သွားတယ်တဲ့အဲ့ညီနောင်2ဦးကကိန္နယဥကနေပြီးတော့လူလာဖြစ်တာအဲ့တော့ဗမာဖျားသမိုင်းတွေဘာတွေမှာလည်းပဲနဂါဥကနေလူဖြစ်တာတွေရှိတယ်လေအဲ့တော့ဥကမွေးတာကြက်တွေငှက်တွေဥကမွေးတယ်လို့ပဲကိန္နယဥကနေပြီးတော့လူသားလေးတွေမွေးလာတယ်အဲ့ဒါကွန်တပုဒ္ဒဆိုတာဥကမွေးတာတဲ့အဲ့နှုတ်ရှိတယ်ဆလာဘူးဇဆိုတဲ့တားရင်ကမွေးတာတော့ပြည့်နေတာပါပဲတက်တည်ပြစရာတော့မလို့လူတိုင်းကဒါမိဘရဲ့တည်ရင်ကနေမွေးလာကြတာမိဘရဲ့တည်ရင်ကမွေးတာတော့ခဏိခေတ်ကြတော့ဖန်ပြုံလူသားဆိုပြီးဖန်ပြုံကမွေးတာလည်းရှိတယ်နော်ဖန်ပြုံလူသားဆိုတာဖန်ပြုံထဲမှာစပန်းနဲ့အိုပန်ထည့်ပြီးတော့မွေးတာကလုံးဆိုတာတွေလို့လောက်တာမျိုးတွေပေါ့ဖန်ပြုံလူသားဆိုတာလည်းရှိလာတယ်အဲ့ဒါတော့မှာတော့ဆလာဘူးဇပုံစံမှာပဲဆလာဘူးဇပုံစံအဲ့တော့အန္တဇာဆလာဘူးဇနောက်တစ်ခုကတန်တေတဇဆိုတာတော့ဘယ်သူတွေတော့ဆိုပရမဇဝန်နဲ့မွေးတဲ့ပတုမထေဝီနောက်ဂျာဗန်နဲ့မှာမွေးတဲ့ပောက္ခရတတိပုံနာသူတို့ကအမေဖေရှိတာမဟုတ်ဘူးဂျာဗန်နဲ့မှာတရေတီးပြီးတော့မွေးလို့တန်တေရဇလို့ခေါ်တယ်သူတို့ကြတော့တန်တေရဇတတဝါဩပပတိကတော့ခွာဥကာလမှာအများဆုံးမွေးတယ်
ဖះရောက်လာမှမသိဘူးချက်ချင်းအရွယ်နဲ့ပေါ်လာခဲ့တာပေါ့အခုအမပါဠိကဒါဩဘပါတိကလို့ပြောတယ်သူကိုယ်တိုင်ပြောပြတာနော်ပစ္စည်းမေဘဝေတမ္ပတ္တိအဟောတိဩဘပါတိကတဲ့နောက်ဆုံးဘဝရောက်တဲ့အခါမှာတဲ့သူကရုတ်တရက်ဘွားကနေပေါ်လာတဲ့မွေဖွားနည်းနဲ့အမတ္တခန္တရိသတာသေးပင်ရိပ်အောက်မှာသေးပင်ဟိုရောက်လာတဲ့အခါကျတော့အမ္ပပါဠိတိတေနဟံဒါကြောင့်မို့သူ့ကိုအမ္ပပါဠိအမ္ပပါဠိအဓိပ္ပာယ်ကသေးပင်ဆောင်လို့အဓိပ္ပာယ်ရတယ်ဒီကလေးမလေးကသေးပင်အောင်မွေးတာဆိုတော့ဟဲ့သေးပင်ဆောင်လေးလို့ခေါ်ကြတာအနေပြီးအမ္ပပါဠိခေါ်လာတာပေါ့နော်သေးပင်ဆောင်ဆိုတဲ့အဓိပ္ပာယ်သူကဩဘပါတိကပရိသတ်တွေနဲ့နေတာတဲ့အဲ့တော့သူလူဖြစ်လာတဲ့အခါကျတော့ဘုရားဘုရားလက်တဲ့တုန်းကသူကဆူတောင်းခဲ့တာရုပ်ချောဖို့လှဖို့ဘုရားစီမှာဆူတောင်းတယ်ဆိုတော့ဆူတောင်းတာပြည့်တယ်ဆူတောင်းပြည့်ဖို့ဆိုတာဘာတွေလိုအပ်တုံဆိုရင်တတ္တတရားလိုအပ်တယ်သီလလိုအပ်တယ်တတ္တသီလသုတ္တဆိုတဲ့ကြာမြင့်ဘုဒ္ဓလိုအပ်တယ်စာကဆိုတဲ့စွန့်ကြဲမှုလူရမ်းမှုလိုအပ်တယ်ပညာဆိုတဲ့အသိပညာလိုအပ်တယ်အဲ့ဒီတတ္တသီလသုတ္တစာကပညာဒီ၅ခုနဲ့ပြည့်စုံပြီးတော့ဆူတောင်းလို့ရှိရင်အဲ့ဒီဆူတောင်းပြည့်တယ်ခဏခေတ်မှာတော့အဲ့ဒီအင်္ဂါရက်တွေပေါ်မှာတတ္တသီလသုတ္တစာကပညာရှိလို့ဆူတောင်းပြည့်တယ်လို့သိပြီးမပြောကြပါနဲ့ဆူတောင်းပြည့်ဖရာသွားဆူတောင်းလို့ဆူတောင်းပြည့်တယ်ဆိုအဆူတောင်းပြည့်ဖရာကလည်းဖရာတိုင်းမဟုတ်ဘူးလူတွေကသတ်မှတ်ထားတာဒီဖရာဆူတောင်းပြည့်ဆိုအဲဆူတောင်းပြည့်ဖရာသွားဆူတောင်းမှဆူတောင်းပြည့်တယ်လို့ဖြစ်လာတယ်ဒါကတော့မမှန်ကန်ဘူးပေါ့နော်လူတွေရဲ့ဆွဲလန်းမှုပဲဖရာကတော့တူတူပဲကိုယ်ရင်ထဲမှာတတ္တသီလသုတ္တစာကပညာရှိပြီးတော့ခုနလူမှုတမ်းမှုတစ်ခုကုသိုလ်လုပ်ပြီးတော့ဆူတောင်းလို့ရှိရင်ဆူတောင်းပြည့်တယ်လို့ဆိုဆူတောင်းရင်ရဆူမတောင်းရင်တော့ကုသိုလ်ကံအဲ့တော့ကောင်းကျိုးတော့ပေးမှာပဲဒါပေမဲ့ကိုလိုချင်တာရမှာမဟုတ်ဘူးကိုလိုချင်တာရှိရင်တောင်းဖို့ဆူဆိုတာတောင်းရမယ်လို့ပြောတာမြဲအောင်လို့ဆူတောင်းတဲ့အခါမှာမဟုတ်တဲ့ဆူတောင်းမိရင်လည်းပဲကိုယ်ပြန်ဒုက္ခပေးတယ်သူများတွေကိုဒုက္ခပေးတယ်အခုလဲအမ္မပါဠိဟာဒီဖြင့်ပါရမီရှင်တွေကဆူတောင်းတာနောက်ဘုရားလက်ထက်ကြတော့ပညာဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေတကောဣတိပတ်အရာမှာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေအကျင့်သိက္ခာဘက်မှာထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေလူဆူတောင်းတာသူကတော့အဲ့လိုမဟုတ်ဘူးဖြစ်လျာဘဝမှာချောမောလှပပါစေဆိုတော့အဲ့ဒီစုကရနေတာပဲသူကရမှာပဲနော်အဲ့တော့ဥပပတ္တိကဆိုတာသူကတော့အမေလည်းရှိတာမဟုတ်ဘူးဖေလည်းရှိတာမဟုတ်ဘူးသစ်ပင်အောင်မှဘွားကနေပေါ်လာတဲ့ခါအမေနဲ့တူတယ်လို့လည်းပြောစရာမရှိဘူးဖေနဲ့တူစရာပြောတော့အဲ့တော့သူ့ရုပ်ဆင်းကနတ်သမီးလို့ဖြစ်နေတာပေါ့အမေမိဘဝန်နဲ့ဝင်စားတယ်ဆိုလို့ရှိရင်တော့ဝင်နေဆိုရင်တော့မိဘနဲ့နည်းနည်းတော့တူတာမျိုးတွေရှိလာတယ်အဲ့တော့သူကတော့အဲ့လိုတူစရာကိုမရှိဘူးသူလေသူ့ဘဝကိုသူအဲ့ဒါလောက်ပဲပြောထားတယ်ဒီကောရမဘုရားလက်ထက်မှာသူအဲ့လောက်ပဲပြောတာဒါပေမဲ့လို့မဟာဝေကပါဠိကြည့်လိုက်လို့ရှိရင်အမပါဠိဝတ္ထုဆိုတာအကျဉ်းရေးထားတာရှိတယ်ဒါအသက်ရွယ်ကြီးတဲ့နောက်ရေးတဲ့သဘောရှိတယ်သူကဝေသာလိပြည်သူဝေသာလိပြည်မှာမွေးတော့ဝေသာလိပြည်သူဖြစ်တယ်ပေါ့ဝေသာလိပြည်ဆိုတာအခုခေတ်ပါဠိမန်မင်းသားတွေလို့9900ယောက်သောမင်းတွေဖွဲ့လိုက်အုပ်စိုးတဲ့နိုင်ငံဖြစ်တယ်။ oligarchy system လို့ခေါ်တယ်။ဧကရေဘုရင်တူတဲ့အာဏာရှင်မဟုတ်ဘူး။ဖွဲ့လိုက်အုပ်စိုးတာအလှည့်ကျဥက္ကဋ္ဌလုပ်မှာပေါ့။အဲ့မှာ9900 ယောက်သောမင်းတွေအုပ်စိုးတော့
ဝေသာလီပြည်ကြီးကဒါစီကားတယ်နော်အဲ့မင်းနေအကုန်လုံးသူတို့စံနန်းတော်တွေသူတို့ဥယျာဉ်တွေဆိုတော့သူတို့တွေမဲ့သူတို့ခြံရံနေနဲ့သူတို့စစ်တပ်နဲ့အဲ့လိုနေကြတာဆို9900ယောက်စဉ်းစားတာကြည့်တော့အများကြီးပဲအဲ့သူတို့နဲ့တွေမဲ့မြို့ကပြည့်နေမှာဝေသာလီမြို့တော်ဆိုတာလွန်စီကားလာတယ်တတိုင်းသုံးနဲ့ခတ်ချဲ့ပြီးတော့ထွင်ပြီးတော့ခတ်ရတယ်ပထမမြို့ရိုးဒုတိယမြို့ရိုးတတိယပထမမြို့တိုင်းဒုတိယမြို့တိုင်းတတိယမြို့တိုင်းသုံးကြိမ်တိုင်အောင်ချဲ့ရလို့သူဝေသာလီလို့ခေါ်တာအဲ့လိုဝေသာလီပြည်မှာအမပါဠိကသူ့ရဲ့မကောင်းမှုအကုသိုလ်နှုတ်ပြစ်ကြောင့်ဖေကုဏီမသွားပြီးတော့ပြည်တမလို့အကျင့်ပြမတွေသာသနာပြမတွေလို့သွားပြောလိုက်တဲ့စကားကြောင့်သူဟာဥပပပဋိသန္ဓေဖြစ်ပြီးမိဖုရားဖြစ်ရမယ့်အစားမိဖုရားမဖြစ်ဘဲနဲ့ပါပြည်တမှာဖြစ်တယ်သူယုံနဲ့ဆိုရင်သူကမိဖုရားဖြစ်နိုင်တယ်ပေါ့နော်မိဖုရားမဖြစ်ဘူးသူကပြည်တမှာဖြစ်သွားတယ်ဝေသာလီပြည်မှာအဲ့တော့ဘဝဆိုတာလဲကြောက်เสียမတတ်မှကောင်းတယ်အဲ့တော့ဝေသာလီပြည်ကြီးကခေတ်သစ်အနေနဲ့တိုးတက်စီကားလာတာဝေသာလီရဲ့လိတ်ဆွေတို့ရဲ့ဝေသာလီကုန်းသတင်းကဘယ်ထိအောင်ရောက်လာတော့ဆိုရာဇဂိုကပိမိတာရတို့နားထိအောင်ရောက်လာဝေသာလီမျိုးကဒါစီကားတာဒါတိုးတက်တာပဲရာဇဂိုမျိုးကြီးကမတိုးတက်ဘူးမစီကားဘူးပြောစရာကောင်းတာဝေသာလီကမှပြောစရာကောင်းတယ်ဆိုတာအဲ့ဒီလိုလူဆိုတာနှမ်းရှင်စရာဖြစ်လာတာပေါ့နော်။ဘာပြေတော်ပြောကြတယ်မို့လားစင်ကာပူလိုတို့ဘာတို့အဲ့လိုပြောတာလို့ပဲ။ဝေသာလီကဒါတိုးတက်တာတို့ရာဇဂိုကမတိုးတက်ဘူး။ဆိုပြီးပြောကြတဲ့အခါမှာဝေသာလီကဘာဖြစ်လို့စီကားပြီးဝေသာလီတွေကသွားရလာတဲ့လူတွေအယောင်းဝယ်တွေဘာလို့ကောင်းတာတော့ဆိုရင်အဲ့ဒီမှာအမပါဠိချောင်းဆိုပြီးတော့ပြောတဲ့လူရှိတယ်။ဝေသာလီစီကားမှာပေါ့တိုးတက်မှာပေါ့အမပါဠိလို့ရုပ်ချောတဲ့ပြည်စရာမှာရှိနေတာကိုအဲ့တော့အမပါဠိဆိုတာပြည်စရာမှာဆိုတာဟိုလိုအပေါ်စားမဟုတ်ဘူးအဲ့ဒီခေတ်ကသူချေးသတ်မှတ်ထားပြီးတော့တထေးတွေတို့မင်းစိုးရာဇာတွေတို့မှသူ့ရဲ့ပြုစုမှုကိုခံလို့ရတယ်ကြံတဲ့လူတွေရနော်သူကပြည်စရာလို့ပြည်တန်းစာဆိုတဲ့နာမည်နဲ့သူတို့အသုံးကတော့ဂဏိကလို့ခေါ်တယ်ဂဏိကဆိုတာပုံဆိုင်ပေါ့သူကထတိတနန်းနေတာအဲ့ဒီမှာသူ့ရဲ့ရှမ်းရွေတော်တွေသူ့ရဲ့အိမ်လုံးကြုံရေးတွေသူကတကယ်တထေးလို့နေတာဒါပေမဲ့သူကအိမ်တော်မပြုတ်သူကဘာလို့သူဖြေပြောပေးတယ်ဘာတွေဖြေပြောပေးတာတော့ဆိုရင်သူကအဆိုကောင်းတယ်အတီးကောင်းတယ်သချင်းဆိုပေးတယ်ခုခေတ်တော့ဘာနဲ့နိုင်ရှိရမယ်တော့မသိဘူးပေါ့နော်အခုဘာနဲ့နိုင်ရှိရမယ်တော့မသိပါဘူး KTV တွေဘာတွေနဲ့ပြောအောင်မလားတော့မသိပါဘူးเนาะအဲ့လိုအဲ့မျိုးတွေပေါ့ဆိုကောင်းတယ်တချင်းဆိုတယ်ကတယ်တွဲကားကြတယ်ရှိကြတယ်ရှိတာပါဒါတွေကမဆမ်းပါဘူးเนาะအဲ့ဒီလိုဝေသာလီကဒီအမပါဠိနဲ့လာပြီးတော့တွဲကားကြတာတို့တချင်းဆိုတာနားထောင်တာတို့တော့ပတ်စံပေးရတယ်အနည်းဆုံး900ပေးရတယ်အဲ့ဒီခေတ်က900ပေးရတယ်ဝေသာလီဝင်ကြီးရမသေးဘူးသူကသချင်းဆိုပြတယ်အဆိုးအတီးမှုတ်အလွန်ကျွမ်းကျင်တယ်အဲကြောင့်သူသချင်းဆိုတာနားထောင်ခြင်းနဲ့အိမ်လာပြီးတော့သူကြွေးတာမွေးတာစားခြင်းနဲ့ဆိုလို့ရှိရင်တော့ပေးဝေးသူကပြဿနာနဲ့ချမ်းသာတယ်ပေါ့နော်ပြဿနာနဲ့ချမ်းသာလို့ဝေသာလီမျိုးထဲမှာသူကအ
အဘဝနာဆိုတရေချန်ကြီးကလည်းပိုင်ထားသေးတယ်သူ့နာမည်နဲ့လိုက်ပဲသူကလည်းတရေချန်ကြီးတခုပိုင်ထားတယ်အဲ့လိုချမ်းသာတယ်သူကဘယ်တော့မှချမ်းသာတယ်နာမည်ကြီးတယ်ဗေမိတာရကြီးကိုလို့ပြောတော့ဗေမိတာရအားကြလို့ဝေသာလီကိုအားကြအတုယူပြီးတော့ဝေသာလီရာဇဂြိုလ်မြို့မှာတာလဝတီဆိုတဲ့အမျိုးသမီးတယောက်အဆိုကကောင်းတဲ့အမျိုးသမီးတယောက်ကို KTV ဖွင့်ပေးထားလိုက်တယ်ပေါ့လေအဲ့လိုပဲပြောတာကောင်းပါအဲ့တော့ရာဇဂြိုလ်မြို့လည်းစီကားလာတယ်တာလဝတီအဲ့တော့တာလဝတီကပထမဘယ်သူမွေးတော့ဆိုတာလဝတီမွေးတာစီဝကဆိုတဲ့တမားတော်ဖြစ်မဲ့စီဝကအဲ့ဒါတာလဝတီရဲ့သားပဲဟောတော့ယောက်ျားလေးမွေးလို့ရှိရင်တော့အပြင်မဲ့ဆွန့်ပစ်ခံရမှာပဲခုခေတ်လိုအမိုက်ပုံနဲ့တော့မဟုတ်ပါဘူးတင့်တော်တဲ့နေရာအပြင်ဆွန့်ထားတယ်တွေ့တဲ့လူကကောက်ယူမွေးစားသွားတာအဲ့တော့စီဝကလေးဆွန့်လိုက်တဲ့အချိန်မှာနန်းတော်ပြင်မဲ့လမ်းလျှောက်ထွက်လာတဲ့ဖေမိသာရရဲ့သားကြီးအဇာတတနဲ့မတူဘူးပေါ့လေသားကြီးသူကတော့မိဖုရားငယ်ကမွေးတာဖြစ်နေမယ်အဇာတတကတော့မိဖုရားခေါင်းကြီးကမွေးတာဆိုတော့သူကပါဝါပိုရှိတယ်ပေါ့အဲ့တော့အဘယမင်းသားဆိုတာတွေ့ပြီးတော့ကောက်ယူပြီးတော့မွေးစားထားလို့စီဝကောမာရဖိစောဘယမင်းသားမွေးထားတဲ့စီဝကလို့ဆိုပြီးလို့ခေါ်တယ်အဲ့တော့ဝေသာလီကိုအားကြပြီးတော့တာလဝတီဆိုတဲ့ KTV ထောင်လိုက်တာအဲ့ဒီကလည်းတော်တော်ကိုစီကားသွားတယ်ပေါ့ဒါတွေကအဲ့ဒီခေတ်ကအခြေအနေကိုမိမောင်းထိုးပြတာနော်အဲ့တော့ဒီအမတ်ပါဠိကမြတ်စွာဘုရားနဲ့ဘယ်လိုတွေ့တုံးဆိုမြတ်စွာဘုရားကတော်တော်အသက်အရွယ်ရောက်မှအမတ်ပါဠိနဲ့တွေ့တာအသက်တော်တော်ကြီးပြီအဲ့ဒီမှာဝေသာလီလိပ်ဆွေတွေကြီးပွားတိုးတက်လာတာကိုဟန်တာဖို့ရာဝေသာလီနယ်နဲ့ဟိုရင်ရာဇဂြိုလ်ရဲ့နယ်ကမြစ်ရဲ့ဟိုဘက်ဒီဘက်ခင်းကမြစ်ကြီးရဲ့ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းအဲ့တော့ဒီဘက်ကမ်းမှာပါတဏိဆိုတဲ့ရွာလေးကိုမြို့ပြအဖြစ်တိုးချဲ့ပြီးတော့တည်ထောင်နေတာဘာအတွက်တုံးဆိုရင်တိုးတက်လာတဲ့ဝေသာလီကိုဟန်တာဖို့ဆိုပြီးတော့အဲ့ဒီမှာလက်ဆက်မှာမြို့သွားတဲ့တာမြတ်စွာဘုရားအဲ့ဒီရောက်သွားတယ်ပါတဏိရွာလေးကနောက်ကျတော့ပါတဏိပုတ်မျိုးတော်ဆိုဖြစ်သွားတာလေအဲ့ဒီပါတဏိရွာလေးကိုမြတ်စွာဘုရားကြွသွားပြီးတရားတွေဟောပြီးတော့ဟိုဘက်ကမ်းကိုကူးတာခင်းကမြေရဲ့ဟိုဘက်ကမ်းကူးတဲ့အခါကျတော့ဝေသာလီပိုင်နဲ့ထဲရောက်သွားတယ်ဆိုတာအဲ့ဒီဟိုဘက်ကမ်းမှာကောတိကာမဆိုတဲ့ရွာတစ်ရွာရှိတယ်ခင်ကမြေကမ်းထိပ်မှာကောတိကာမဆိုတဲ့ရွာကောတိကာမလို့ဆိုတာဘာကြောင့်ခေါ်တော့ဆိုမဟာပနာဒဆက်မှလာတဲ့မဟာပနာဒမင်းသားကသူနေသွားတဲ့ပြတ်သက်ကြီးကမြေကဘာပြိုတဲ့အခါကျတော့လဲကြပြီးအဲ့မြေထဲမှာရှိတယ်ဘာလို့ဆိုရွှေတွေနဲ့တိဆောက်ထားတဲ့ပြတ်သက်ကြီးကိုအဲ့ဒီပြတ်သက်အစွန်းရောက်တဲ့နေရာမို့ကောတိလို့ခေါ်တာဒီကနေ့တည်းအဲ့ဒီဟာရှိတယ်ကလားတွေကအိန္ဒိယသားတွေကကိုတီဂရမ်လို့ခေါ်ရမှတယ်သူကကောတိဂရမ်ကောတိခါမကိုကောတိဂရမ်လို့ခေါ်တာအဲ့ဒီရွာကိုမြတ်စွာဘုရားကြွသွားပြီးတော့သစ္စာတရားဟောတယ်မြတ်စွာဘုရားကောတိကမရောက်တယ်ဆိုတာတရင်ကြတော့အမ္ဘပါဠိကတရင်အရင်ရတာ ਨੇ ဘုရားသူ့အရင်ဆုံးလာတွေ့တာဘုရားဝေသာလီကနေထွက်လာပြီးတော့ကောင်းမေးလှမေးချောမေးဆိုရဲရင်နေနဲ့အချမ်းရံနဲ့သူကကိန်းကြီးခန်းကြီးနဲ့လာတာချမ်းရံနေများစွာနဲ့သူထွက်ချလာထွက်လာပြီးမြတ်စွာဘုရားစီရောက်လာတယ်ရောက်လာတော့မြတ်စွာဘုရားသူ့တရားဟောတယ်တရားဟောတော့သူကနောက်တရက်အတွက်ဆွမ်းစားဆိုပြီးပင်းသွားတယ်အဲ့ဒီမှာမြတ်စွာဘုရားရဲ့တရားနာပြီးတော့သူကဘာဖြစ်တယ်ညာဖြစ်တယ်တော့ဘာလို့အဲ့တရားနာပြီးတော့နောက်တရက်ဆွမ်းစားပင်းသွားတယ်
အဲ့ဒီသူရောက်ပြီးတဲ့အခါမှာဘုရားကြွလာတဲ့ကြတော့ဝေသာလိပြည်ကလိဆွေတွေကထွက်လာကြပြန်တယ်ခန်းခန်းနာထွက်လာပြီးတော့ဘုရားစီလာကြလမ်းရောက်တဲ့အခါအာမပါဠိကအပြန်သူတို့ကအလားအဲ့တော့အာမပါဠိကသူတို့ပမာမခန့်ညင်လဲချင်းပုတ်ပြီးတော့ဆွဲသွားတာခုလို့ဆိုရင်ကားပုတ်မောင်းသွားတာပေါ့နော်သူလဲနဲ့သူကကပ်ပြီးမောင်းချသွားတော့ဟိုကလိဆွေမင်းသားတွေကဟာအာမပါဠိငါတို့ဘာလို့ဒီလိုလှုပ်ထားတော့ဆိုသူကပြောတယ်ငါဖះပင့်ခဲ့ပြီဖះကိုဆွတ်တော့ပင့်ခဲ့မင်းတို့နောက်ကျနေပြီဆိုတဲ့အတိတ်ပဲပြောသွားဟိုရောက်တဲ့ကလိဆွေတွေကဖះကိုဆွတ်သားပင့်တဲ့အခါကျတော့ခုနအဲ့ဒီမဲ့အာမပါဠိကပင့်သွားပြီဆိုငါတို့ရှုံးကြပြီတဲ့ဒီကောင်မလေးတော်တော်ဆိုးတယ်ပေါ့သူတို့ရှုံးပေးလိုက်ရပြီဆိုပြီးတော့ဖြစ်တာအဲ့ဒါနဲ့မြတ်စွာဘုရားနောက်တည့်အာမပါဠိအိမ်ကိုကြွားတယ်ဘုရားတရားဓမ္မဟောတယ်အဲ့ဒီမှာဘုရားတရားနာပြီးတဲ့အခါမှာသူမျိုးတဲ့ကမြို့အနီးနားဖြစ်နေပြီတရဥယျာဉ်ကြီးကိုဘုရားကိုလှူတာအာမပါဠိကသူပိုင်တဲ့တရဥယျာဉ်ကြီးကိုဘုရားကိုလှူလိုက်တယ်အဲ့ဒီချင်းဒါမို့ရာဇဂိုမှာဇီဝကရဲ့တရဥယျာဉ်ကျောင်းရှိသလိုဒီဝေသာလီမှာလည်းပဲဝေသာလီမဟာဝနာထဲမှာမဟုတ်ဘဲနဲ့ဝေသာလီမြို့ပြင်လောက်တင်ဆိုတော့တိတ်မဝေးတဲ့နေရာမှာအာမပါဠိရဲ့တရားချမ်းရှိတယ်အဲ့ဒါလည်းပဲဖះကိုလှူလိုက်တယ်ပေါ့အဲ့ဒါတွေတော့ဒီထဲမှာသူကထဲ့ပြောမသွားဘူးဒီထဲမှာနော်အဲ့သူဆက်ပြောတာဗာပြောတော့ဆိုပရိဝုဒ္ဓပါဏာကောတိဟိပပ္ပစိစိနသာသနေအဲ့မှာသူ့ရဲ့အချမ်းရံတွေကလည်းလွန်များတယ်များတော့အဲ့ဒီရောင်များစွာသောအချမ်းရံတွေနဲ့မြတ်စွာဘုရားသာသနာတော်မှာသူဘိက္ခုနီဝတ်ခဲ့တယ်တဲ့ဘိက္ခုနီဝတ်လိုက်တဲ့အခါပတ္တဟံအစရံဌာနဓိတာဗုဒ္ဓတာဩရတာမြတ်စွာဘုရားရဲ့သမီးတော်အဖြစ်ရောက်သွားတဲ့အခါကျတော့တဲ့ခိုင်မာကြန့်ခိုင်တဲ့နိဗ္ဗာန်ဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့တရားတစ်ခုသူရရှိသွားပါတယ်နောက်ဆုံးနေ့ကျတော့သူပြောတယ်အိဋ္ဌိတုသဝတိဟောမိသောတဓာတုဝိသုဒ္ဓိယသူအစွမ်းတကူမျိုးမျိုးဖန်ဆင်းနိုင်တယ်တေဝသောတာနဲ့နားထောင်နိုင်တယ်စေတောပရိယဉာဏတဝတိဟောမိမဟာမုနီသူဟာစေတောပရိယဉာဏ်ကိုလည်းရတယ်သူများစိတ်ကိုသိနိုင်တယ်ပုဗ္ဗေနိဝတ္တဇာနာမိပုဗ္ဗေနိဝတ္တဉာဏ်လည်းရတယ်ဒေဝစက္ခုဝိသောရိတံဒေဝစက္ခုဘိညာဉ်လည်းရတယ်သဗ္ဗတဝပရိခိဏနတ္ထိတာနိပုဏ္ဏဘောတဲ့သူဟာအာသဝရီကုန်ခန်းသွားလို့နောက်ဘဝဆိုတော့သူမှမရှိတော့ပါဘူးဒါနောက်ဆုံးနေ့မှာမြတ်စွာဘုရားကိုလျှောက်တာအဋ္ဌဓမ္မနိရောဓိသူပฏิဘာနိတထေဝါစာအကြောင်းတရားနဲ့ပတ်သက်ပြီးတော့လဲအကျိုးတရားနဲ့ပတ်သက်ပြီးတော့လဲအသိဉာဏ်နေအကြောင်းတရားနဲ့ပတ်သက်တဲ့အသိဉာဏ်နေဘာသာစကားနဲ့ပတ်သက်တဲ့အသိဉာဏ်နေဉာဏ်ပညာနဲ့ပတ်သက်တဲ့အသိပညာတွေတဲ့သူမှပြည့်ပြည့်စုံစုံရတယ်တဲ့ဒါတွေဟာမြတ်စွာဘုရားရဲ့ခြေဆုကြောင့်သူရတာပါတဲ့ကိလေသာသာဘိတမရှံကိလေသာတွေကိုသူလောင်မြပြီးသားဖြစ်ပါတယ်ဘဝတ္တဝိတမှုဟတဘဝတွေအလုံးကိုဖြည့်ဆည်းပြီးပါပြီဆိုပြီးတော့နောက်ဆုံးမှာကတံဗုဒ္ဓသာသနာမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းသူကအပြည့်အဝလိုက်နာကျင့်သုံးပြီးပါပြီဆိုအဲ့ဒီကြမှာသူဝှကျွတ်သွားတာပေါ့နော်ဝှကျွတ်သွားတယ်အဲ့တော့တန်တရားခရီးသားမှာအမှားလေးတစ်ခုလုပ်လိုက်တာ ਨੇ သူ့ဘဝဟာနှိမ့်ချမှုခံစားရတယ်သို့သောအဲ့ဒီနှိမ့်ချသွားတာဟာလည်းပဲသူဆူတောင်းတဲ့အံကြားဖြစ်တယ်လို့ဖြစ်သွားတယ်သူကရုပ်ချောပြရစေဆိုဘဝတိုင်းရုပ်ချောတယ်အဲ့ရုပ်ချောတာကလည်းတပြေးဖြစ်သွားတယ်အဲ့ဒါခုနစောကားတာကအပြစ်ရုပ်ချောပြရစေဆူတောင်းတာ ਨੇ အဲ့ဒီဘဝရောက်တာ ਨੇ သူကအံကြားလို့ဖြစ်နေနောက်ဆုံးမှာသူရဲ့ကုသိုလ်ကောင်းမှုတွေရဲ့အရှိန်အဝါကြောင့်ယဟန္တာမဖြစ်သူရောက်ပြီးတော့ပြိဋိဘံဆံသွားပါတယ်တဲ့ထူးခြားတဲ့ဘဝထူးခြားတဲ့အလှပိုင်းရှင်အမ္ပပါဠိရဲ့စာကြောင်းကိုခုပိဋကစာပေမှာဒီလောက်ပဲဆိုထားတာရှိပါတယ်
ထက္ကရာဒီမှာတော့ဒီတဲ့ပို့ပြီးတော့ရေးထားတာရှိအောင်ရှိမယ်ဒါအပဒနာမှာပါတဲ့ဟာကိုရှင်းပြခြင်းပဲဖြစ်တယ်ဣဋ္ဌံသူရံအာဘပါဠိဘိက္ခုနီဣမကထာယောအပါဒိဋ္ဌယခုကဲ့သို့အာဘပါဠိမြည်ရှိတဲ့ဘိက္ခုနီမဟာရသော်ဘုရားရဲ့ရှင်းမောက်မှာကရောရင်းနဲ့ဒီခါတာတွေရွတ်ဆိုပြီးသူ့ဘဝစာအကြောင်းကိုပြန်ပြောင်းပြီးတော့လျှောက်ကြားခဲ့ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့အာဘပါဠိထေရီမဤပါရမီဘဝနဲ့နောက်ဆုံးနေ့ရဲ့မြတ်အကြောင်းကိုမှတ်သားနိုင်ယူကြပြီးတန်တရားဘဝမှာမှားရထတွေကိုတတိပြုပြီးတော့မိမိတို့ဘဝမှာအမှားမရှိရအောင်ဆုတောင်းမမှားရအောင်စော်ကားမှုဖြင့်အကုသိုလ်တွေမမှားမိအောင်တတိပြုဆင်ခြင်လို့ကုသိုလ်တရားကြိုးစားအားထုတ်ကြမှဖြစ်တယ်လို့ကိုယ်စီတတိထား၍ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာကဲလိုက်ပြီးတော့ရေးစဲချရအောင်ရှင်ဖယားဘုရားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိသံကြလျက်ဓမ္မသဘင်ချင်းကျင်ပါပြုလို့ကြ၍အပဒဒါနာဓမ္မဒါနာတရားလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်အားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေသတည်းဤကောင်းမှု၏အဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမဆာ၍ကဘာသူကဘာသာဒုနတ်မြမတတ္တဝါများတို့အားအမြဝေငါပါကုန်၏ကုသိုလ်အမြကိုစီရကြကုန်သည်ဖြစ်၍ကိုစိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးတရားသမျှအမြပြုတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာလုံးတရားသမျှအမြပြုတော်မူကြပါကုန်သောသာဓုသာဓုသာဓုအာ